လက်ရှိယာယီနီးပြမိုက်ကယ်ကားရီရဲ့စွမ်းဆောင်မှုတွေကအရန်ကောင်းနေရဆိုပေမဲ့လည်းဒီ Manchester United အသင်းအနေနဲ့ပေါ့နော်ရာသီကုန်မှာခန့်အပ်မဲ့အမြဲတမ်းနီးပြအတွက်ကိုသူတို့အနေနဲ့တခြားဝါရင်အတွေ့အကြုံရှိဒီ world class နီးပြတွေကိုဆက်လက်ပြီးတော့ရှာဖွေစုံစမ်းမှုဆက်သွယ်မှုတွေပြုလုပ်နေရဆိုပြီးတော့ကျွန်တော်အနေနဲ့သတင်းတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အဓိကအသင်းရဲ့ဒီလက်ကျန်တွေဖြစ်တယ်ပေါ့နော် Greenby တို့ Ranking တို့ကမှာအစပါနော်လက်ရှိ Michael Carrick ရဲ့စွမ်းဆောင်ရည်တွေကိုသဘောကျတယ်လက်ရှိယာယီနီးပြအနေနဲ့Michael Carrick ကိုအသင်းအနေနဲ့ခန့်အပ်တာကအဆင်ပြေတယ်ဆိုပေမဲ့ဒီချန်ပီယံလိလိုမျိုးဖလားကိုစိန်ခေါ်နိုင်မှုတွေပြည်တွင်းဖလားအစုံနဲ့ဒီပရီးမီးယားလိလိုမျိုးဒီဖလားတွေကိုစိန်ခေါ်နိုင်မှုပေါ့နော်လက်ရှိဒီအဆင့်လေးတွင်ဝင်ရုံလောင်းနဲ့မဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးဖလားတွေကိုစိန်ခေါ်နိုင်မှုဆိုလို့ရှိရင်တို့အနေနဲ့ဒီထက်ပိုပြီးတော့အတွေ့အကြုံရှိတဲ့အသင်းကိုပိုပြီးစီမံနိုင်မဲ့နီးပြကိုတို့အနေနဲ့ခေါ်တင်တယ်ဆိုပြီးတော့အကြံပြုထားတယ်အင်တာဗျူးမှာပြောသွားတာတွေကိုကျွန်တော်တို့တွေ့ရပါတော့ဆိုတော့လက်ရှိကာရီရဲ့လက်ထက်အောင်မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့6ပွဲကစားပြီးတဲ့အချိန်မှာ9ပွဲနိုင်ပြီးတပွဲတည်ရတာရထားရပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်အဝေးကွင်းမှာsorry အဝေးကွင်းမှာပေါ့နော်အဝေးကွင်းမှာကျွန်တော်တို့အနေနဲ့ဇယားထိတ်မှာခြေစွမ်းပြနေတဲ့အာဆင်နယ်ကိုကျွန်တော်တို့အနေနဲ့ဝေးကွင်းမှာသွားပြီးတော့အနိုင်ကစားထားနိုင်တယ်အင်ကွင်းမှာဆိုလို့ရှိရင်လည်းဒီမန်စီးတီးလိုအသင်းမျိုးအဆင့်နှစ်ကအသင်းမျိုးစပါးလိုပြီးခဲ့တဲ့ရာသီမှာလည်းမနိုင်ခဲ့ဘူးယူရိုပါလိဖိုင်နယ်မှာလည်းရှုံးခဲ့တဲ့ခြေစွမ်းကောင်းနေတဲ့စပါးကိုကျွန်တော်တို့အနေနဲ့ဒီရာသီမှာလည်းဒီကာရက်လက်အောင်မှာနိုင်ခဲ့တယ်ပေါ့နော်နိုင်ခဲ့တယ်ပြီးလို့ရှိရင်လည်းကစားခတ်တဲ့ဒီ Everton ရဲ့အိမ်ကွင်းမှာလည်းကျွန်တော်မနိုင်တာကြားတဲ့ Everton ကိုလည်းကျွန်တော်တို့နိုင်ခဲ့တယ်ပေါ့နော်West Ham ကိုတောင်းမှပဲ West Ham ကိုတော့တည်ကြခဲ့တယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ဒီပွဲမှာဆိုလို့ဒီသူ့ရဲ့ကင်တွယ်တဲ့6ပွဲလုံးမှာအနည်းဆုံးတည်တမှတ်ကနေပြီးတော့ကျန်တဲ့9ပွဲကိုအနိုင်3မှတ်ထိစွမ်းဆောင်မှုပြုလုပ်ထားရပေါ့နော်ရအောင်စွမ်းဆောင်မှုပြုလုပ်ထားတယ်ဒါပေမဲ့ဒီလိုပဲဘလောက်ပဲပေါ့နော်ရလက်တွေကောင်းမွန်နေပေမဲ့ဒီနီးပြအများနဲ့နီးပြနေရအတွက်ကိုအသင်းကနေပြီးတော့တခြား world class နီးပြတွေကိုဆက်သွယ်နေတယ်ဆိုတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်Michael Carrick တာတကယ်လို့ဒီရာသီမှာဖလားမရယူနိုင်ခဲ့အောင်ထားအောင်လက်ရှိပေါ့နော်ကျွန်တော်တို့ကအဆင့်လေးမှာဆိုတော့သူ့ရဲ့အထက်က Aston Villa ရှိတယ်ဗျာ Aston Villa အခုချိန်ဆိုလို့ရှိရင်ခြေစွမ်းကအဲ့လောက်ကြီးငြိမ်နေတဲ့အထဲမှာမပါဘူးခြေစွမ်းမတည်မငြိမ်ရှိတယ်ပေါ့နော်ဆိုတော့ Aston Villa အသင်းကိုဒါကြော်ပြီးတော့ပေါ့နော်ကျွန်တော်အနေနဲ့အဆင့်3လောက်သာရာသီပိတ်သိမ်းခဲ့တယ်ဆိုလို့ရှိရင်တော့ဘာဖြစ်ဖြစ်တခြားနီးပြတွေကိုခေါ်ပြီးတော့စမ်းသပ်မဲ့အစားဒီရာသီမှာကင်တွယ်ခဲ့တဲ့အဆင်ပြေကင်တွယ်နိုင်ခဲ့တဲ့ဒီ Michael Carrick ကိုကျွန်တော်အနေနဲ့အမြဲတမ်းနီးပြတဲ့ခန့်ရတဲ့တော့ထင်တယ်ဘာလို့ဆိုတော့Michael Carrick ကအခုလက်ရှိကင်တာ6ပွဲပဲရှိသေးတယ်အဲ့ဒီ6ပွဲလုံးမှာဒီကစားသမားတွေနဲ့နီးပြနဲ့တသားလေးကြောက်အောင်ပေးသက်တွေနဲ့တသားလေးကြောက်အောင်သူတို့နဲ့လုပ်ပေးနိုင်တယ်ပြီးလို့ရှိရင်ကွင်းတွင်းစွမ်းဆောင်ရည်တာမကောက်ဘူးပေါ့နော်ကွင်းပြင်ပမှာရောဒီ training မှာရောမှာအစသူတို့အနေနဲ့ဒီကစားရတဲ့ပုံစံလွတ်လွတ်လပ်လပ်ရှိသွားအောင်သူအနေနဲ့လုပ်ပေးနိုင်တယ်အဓိကအဖြစ်ကွင်းလယ်ကစားသမားဖြစ်တဲ့မိုင်နူကိုပွဲထွက်ခွင့်ပေးတာတွေပြီးလို့ရှိရင် Sesco ကိုဒီထက်ခြေစွမ်းတွေပို့ပြီးတိုးတက်အောင်ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာရောဒီအတွင်းခြေစွမ်းပိုင်းဆိုင်ရာရောအရင်ကထက်ဒီမော်ရင်ရဲ့လက်အောက်မှာထက်စားလို့ရှိရင်ပို့ပြီးတော့တိုးတက်လာအောင်လုပ်ပေးနိုင်တာတွေ့ရတယ်ဆိုတော့ဒီပုံစံတိုင်းနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိအဆင့်၄မှာရောက်နေပေမဲ့လည်း1 to 4မှာတော့အတွင်းမှာတော့ကျွန်တော်အနေနဲ့တေချာပေါက်ရှိနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စောနပြောသလိုပဲအဆင့်၄မဟုတ်ဘဲနဲ့အဆင့်3အတွင်းရောက်ရှိခဲ့တယ်ဆိုလို့ရှိရင်တော့ Michael Carrick ကိုကျွန်တော်အနေနဲ့ခန့်တင်တယ်ဘာလို့လဲဆိုတော့ Michael Carrick ကအသင်းရဲ့အကြောင်းကိုလည်းကောင်းကောင်းသိတယ်အသင်းရဲ့ဖန်တွေကဘာကြိုက်တယ်ဘယ်လိုပုံစံတွေကြိုက်တယ်ဆိုတာကိုလည်းသူ့အနေနဲ့သိတယ်ပြီးတော့သူကိုယ်တိုင်လည်းဒီ United မှာအကွင်းလယ်မှာနှစ်အကြာကြီးကစားခဲ့ပြီး legend player တယောက်ဖြစ်တဲ့အတွက်ဒီအသင်းကိုသူ့အနေနဲ့ချစ်တယ်တေချာတော့တခြားလာပြီးတော့စမ်းသက်တဲ့နီးပြတွေလို့တော့သူ့အနေနဲ့အသင်းကိုဘယ်လိုပြောရမလဲအသင်းဘာပဲဖြစ်နေနေငါရဲ့ next နှစ်တိုင်းသွားမယ်ဆိုတော့ပုံစံမျိုးတော့သူ့အနေနဲ့သွားမှာမဟုတ်ဘူးအသင်းကောင်းမှုတဲ့သူရည်ရွယ်ပြီးသွားမှာဖြစ်တဲ့အတွက် Michael Carrick ကိုခန့်တင်တယ်လို့ထင်တယ်